မူတုံမြို့နယ်မှာအကြမ်းဖက်စစ်အုပ်စုကိုတိုက်ခိုက်ခံရပြီးတေဆုံဆိုတဲ့သတင်းကိုဖော်ပြပေးပါမယ်မွန်ပြည်နယ်မူတုံမြို့နယ်အမှတ်၈လမ်းမကြီးပေါ်ရှိအကြမ်းဖက်စစ်အုပ်စုကိုရမညမုံတပ်တော် RNA ကဧပြီလ4ရက်ညနေ9နာရီခန့်မှာဝင်ရောက်တိုက်ခိုက်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီး3ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ဘာမောနာစကောน่าหรอต้อนတိုက်ပွဲမှာရမင်းမုံတက်တော် RNA ရုံးတပ်ဖွဲ့ကတရုံးနဲ့ဘုံသီးနဲ့လုံးကျဲချပြီးမှဆက်9မိနစ်ကြာရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအထိခိုက်မရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ RNA ကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။